အားလုံးပဲမင်္ဂလာပါရှင်စုံစုံမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အိမ်မက်တွင်မွေမဲရောင်မှတ်ခြင်းအကြောင်းပဲဖြစ်ပါတယ်အိမ်မက်တွင်မွေမဲရောင်မှတ်ခြင်းမွေမဲရောင်ကိုအိမ်မက်မှတ်ပြီးနောက်ပိုင်းလူတော်များများကစိတ်မအေးရခြင်းစိတ်အဆင်မပြေခြင်းများကြုံတွေ့ရတတ်တာအမှန်ပဲဖြစ်ပါတယ်လောကီရှုထောင့်ရတော့အောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်မွေမဲရောင်သည်များသောအားဖြင့်စနေကြိုသို့မဟုတ်ရာဟုကြိုတို့ရဲ့အညံ့တက်ကိုစားပြုပါတယ်။အမဲရောင်သည်ဖုံးကွယ်ထားသောရန်သူမနာလိုသူသို့မဟုတ်မမြင်ရသောအတိုက်ခံများကိုနမိတ်ပြတတ်ပါတယ်။အမဲရောင်မွေကခန္ဓာကိုယ်ကိုရစ်ပတ်ခြင်းသို့မဟုတ်အိမ်ထဲသို့ဝင်လာခြင်းသည်အိမ်တွင်းရေးမတာမယာခြင်းမိသားစုဝင်ထဲတွင်ကျမ်းမာရေးညံ့ဖျင်းသူပေါ်ပေါက်လာခြင်းသို့မဟုတ်စိတ်တော်ကရောက်ရသည့်သတင်းစကားများကြားရတတ်သည့်နမိတ်ဖြစ်ပါတယ်။အချို့သောလောကီကျမ်းများတွင်မွေမဲသည်ငွေဝင်နမိတ်ဟုဆိုတော်လဲထုံငွေသည်အပူငွေဖြစ်တတ်ပြီးရလာပြီးနောက်စိတ်နှောက်ယှက်များတပါးတည်းပါလာတတ်သည်ကိုသတိပြုရပါမယ်။ငွေတိုင်းမှဝင်စားသူများသည်လည်းများသောအားဖြင့်အေးဆက်သောအသားရည်ရှိကြပါတယ်။စိတ်နေစိတ်ထားမှာအေးဆက်နေတတ်တော်လဲဒေါသထွက်လာပါကထိမ့်မနိုင်သိမ့်မရဖြစ်တတ်ပြီးရန်ညှိုးဖွဲ့တတ်သောသဘောတဘာဝရှိတတ်ပါတယ်။၎င်းတို့သည်အန္တရာယ်တစ်ခုခုသို့မဟုတ်အပြောင်းအလဲတစ်ခုခုကိုကြိုတင်သိရှိနိုင်သောအာရုံရှိကြပါတယ်။အိမ်မက်များထူးထူးခြားခြားမက်လေးရှိပြီးမိမိကိုရန်ပြုမိသူကိုမျက်နှာမြင်ုံဖြင့်ရိပ်မိတတ်သည့်အစွမ်းရှိပါတယ်။မွေမျိုးနယ်တို့ရဲ့ထူးခြားချက်မှာအချစ်ရေးတွင်အစင်မပြေမှုများကြုံရတတ်ခြင်းဖြစ်ပါတယ်။အကြောင်းမှာမွေသည်တကူတော်နေလိုသောသဘာဝရှိပြီးအဖော်နှင့်ရေရှည်လက်တွဲရာတွင်အတိုက်ခံများတတ်ခြင်းအထီးကျန်ခြင်းများကိုခံစားရလေရှိပါတယ်။အိမ်မက်ထဲတွင်မွေမဲရောင်မြင်မဲ့ရခြင်းသို့မဟုတ်မိမိကိုယ်တိုင်မွေမျိုးနယ်ဖြစ်နေခြင်းကြောင့်အစင်ပေမှုများဖြစ်ပေါ်ရခြင်းမှာပတ်ဝန်းကျင်နဲ့ဓမ္မတက်မှုကြောင့်ဖြစ်ပါတယ်။မွေနှင့်ပတ်သက်သောအဆက်အနွယ်ရှိသူများသည်သီလသမာဓိအားနည်းပါကသို့မဟုတ်မိမိတို့ကိုးကွယ်ရာနတ်ထေဝါများကိုပူဇော်မှုပြက်ကွက်ပါကအစိတ်တက်တဲ့ကဲ့သို့စိတ်တိုလွဲ့ခြင်းလုပ်ငန်းကိုင်ငန်းများထင့်ခေါ်ခြင်းများကြုံရတတ်ပါတယ်။လောကီပညာအရမွေမဲအိမ်မက်မှတ်ပြီးနောက်စိတ်မကြည်မလင်ဖြစ်ပါကအနက်ရောင်ဝတ်စားများရှောင်ကျဉ်ခြင်းတက်လွတ်စားခြင်းသို့မဟုတ်ငားလွတ်ခြင်းစသည့်အေးဓာတ်ပေးသည့်ရတရားများပြုလုပ်ခြင်းဖြင့်ကံကြမ္မာကိုထိန်းညှိနိုင်ပါတယ်။နောက်ဆက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ရေးကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။မူတရာရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပေးရစီ။ notification လည်းနှိပ်ပေးဖို့တောင်းဆိုပေးရစီ။ကျေးဇူးတင်ပါတယ်ရှင်။